ဈေးကွက်ဆိုတာကကျွန်တော်တို့ရေတိုမှာဒီလူတွေရဲ့လောဘစိတ်တွေနောက်တုံယွန်းစိတ်တွေကြောင့်မလို့တက်လိုက်ကြလိုက်နဲ့တော်တော်လေးကိုကြမ်းတတ်ပါတယ်ဒါကလည်းပြောအောင်မယ်ဆိုလို့ချင်းဒါဈေးကွက်ရဲ့သဘောတဘာဝတစ်ခုပါဒါပေမဲ့လို့ဒီမှာသေချာတာတစ်ခုကရေရှည်မှာပေါ့ဘယ်အဆက်ရဲ့ဈေးနှုန်းမဆိုသူ့ရဲ့တကယ်စစ်မှန်တဲ့တန်ဖိုး intrinsic value ကိုကျွန်တော်တို့ထင်ဟပ်လာတတ်ပါတယ်အဲ့တော့ကျွန်တော်တို့ beginner investor တွေအနေနဲ့ဒီဈေးကွက်ထဲမှာနေတိုင်းပြောင်းလဲနေတဲ့ကျွန်တော်တို့ကိန်းဂဏန်းတွေကိုကြည့်ပြီးတော့ဒါစိတ်လို့ရှားတတ်ကြပါတယ်တကယ်တမ်းပြောရမယ်ဆိုလို့ချင်းဒီစစ်မှန်တဲ့ရင်းနှီးမြှုပ်နှံမှုဆိုတာကဈေးနှုန်းနောက်ကိုလိုက်နေတာမျိုးမဟုတ်ပါဘူးကိုဝယ်မဲ့ asset ဟာတကယ်တန်ဖိုးရှိရဲ့လားလက်ရှိဈေးနှုန်းကရောကိုဝယ်မဲ့အချိန်မှာရှိနေတဲ့ဈေးနှုန်းကရောတင့်တော်ရဲ့လားဆိုတာကိုအချိန်ပြည့်လေ့လာတာမျိုးပါဒီ fundamental လို့ခေါ်တဲ့ကျွန်တော်တို့အခြေခံကောင်းတဲ့ company တွေကိုတေချာရွေးချယ်နိုင်ပြီးတော့ကိုယ့်ရဲ့ငွေတွေကိုလည်း company တစ်ခုတည်းမှာပဲကျွန်တော်တို့အစုပြုံပြီးတော့ရင်းနှီးမြှုပ်နှံတာမျိုးမဟုတ်ဘဲနဲ့တင့်တော်တယ်လို့ခွဲဝေရင်းနှီးမြှုပ်နှံထားနိုင်ပြီဆိုလို့ချင်းအဲ့ဒီ company တွေရဲ့ခိုင်မာတဲ့စီးပွားရေးရန်ရာကြီးကကိုရီအိပ်ပျော်နေတဲ့အချိန်မှာတောင်မှအဆက်မပြတ်အလုပ်လုပ်ပေးနေမှာပါအဲ့တော့ကျွန်တော်တို့အနေနဲ့ဒီမနက်ပြန် best stock ဈေးတက်မလဲဆိုတာကိုအမှန်ရွေးချယ်နေတာတဲ့စာလို့ချင်းတကယ်တန်မိုးရှိတဲ့ stock တစ်ခုကိုတင့်တော်တဲ့ဈေးနှုန်းနဲ့ဝယ်ပြီးတော့ရေရှည်မှာစိတ်ရှည်ရှည်နဲ့ပိုင်ဆိုင်ထားတာကသာကျွန်တော်တို့အတွက်ပိုပြီးချာလုံခြုံတဲ့တန်းတော်ကျွယ်မွားမှုတိစောက်ပေးနိုင်မဲ့လမ်းကြောင်းတစ်ခုပါအဲ့တော့ကျွန်တော်တို့ beginner investor တွေအတွက်အရေးကြီးဆုံးတစ်ချက်ကတော့ဈေးနှုန်းအပြောင်းလဲကိုလိုက်ကြည့်နေတာမျိုးမလုပ်ဘဲနဲ့ကျွန်တော်တို့ကိုပိုင်တဲ့ asset ရဲ့တန်ဖိုးကိုသာအာရုံစိုက်ပြီးတော့အချိန်ကိုမိတ်ဆွေအဖြစ်အသုံးချတတ်ဖို့ပါပဲဟုတ်ကဲ့ပါဒီအကြောင်းအရာလေးကတော့ကျွန်တော်တို့ beginner investor တယောက်အတွက်အရေးကြီးဆုံးလုပ်ဆောင်ရမယ့်အချက်တစ်ချက်နဲ့ပတ်သက်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီအကြောင်းအရာလေးကတော့ထုံးစံအတိုင်းပဲပညာပေးရည်ရွယ်ချက်အနေနဲ့သာမျှဝေပေးတာဖြစ်ပါတယ်ယင်းနှမြုံနှံမှုဆိုင်ရာကြံပေးတာမျိုးမဟုတ်ပါဘူးယင်းနှမြုံနှံမှုတိုင်းမှာဆုံးရှုံးနိုင်ခြေ risk ရှိတဲ့အတွက်ကြောင့်မလို့ယင်းနှမြုံနှံမှုတစ်ခုပြုလုပ်မယ်ဆိုတိုင်းကိုယ့်ရဲ့ကိုယ်ပိုင်ဝေဖန်ဆက်စစ်လေးလာဆုံးဖြတ်ချက်နဲ့သာယင်းနှမြုံနှံဖို့ရာအတွက်တိုက်တွန်းကြပါတယ်အကျိုးတစ်စုံတရာရလိမ့်မယ်လို့လည်းယုံကြည်ပါတယ်အကျိုးတစ်စုံတရာရခဲ့တယ်ဆိုရင်လည်းထုံးစံအတိုင်းပဲcommentမှာ yes လို့မှတ်ပေးခဲ့ပါဦးအဆုံးထိအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးအဖြစ်ပိုင်ဆိုင်နိုင်ကြပါစေ